အနာဂတ်ဆိုတာခံမှန်းရခက်ပေမဲ့အခုလက်ရှိသွားနေတဲ့ဤပညာရှင်ကိုနောက်တဲ့10နှစ်အနည်းနဲ့10အတွင်းမှာကျွန်တော်တို့ရဲ့နေထိုင်မှုပုံစံကလုံးဝကိုပြောင်းလဲသွားဖို့ရှိနေပါတယ် AI နဲ့လူသားတသားတည်းဖြစ်လာခြင်းပါ Elon Musk တို့လုပ်နေတဲ့ဒီ neural link လိုမျိုးဤပညာတွေကြောင့်လူအုံနောက်နဲ့ကွန်ပျူတာကိုတိုက်ရိုက်ချိတ်ဆက်လာနိုင်ပါတယ်စာရေးစာမလိုပဲစိတ်နဲ့အမိန့်ပေးခိုင်းစီတာအချက်လက်တွေကိုအုံနောက်ထဲတိုက်ရိုက် download ဆွဲတာမျိုးတွေဖြစ်လာနိုင်ပါတယ်နံပါတ်2ချက်ကတော့အသက်အရွယ်အိုမင်းလာမှုကိုတားဆီးလာနိုင်ခြင်းပေါ့ biotechnology တွေတိုးတက်လာတဲ့အများလူသားတွေရဲ့ DNA ကိုပြုပြင်ပြီးယောဂဗျာကင်းဝေးအောင်လှုပ်လာနိုင်ပါလိမ့်မယ်အနာဂတ်မှာလူသက်တမ်းနှစ်တရာကျော်အထိကျန်းကျန်းမာမာနေနိုင်ဖို့ကတမန်ကိစ္စတစ်ခုဖြစ်လာနိုင်ပါတယ် virtual reality ထဲမှာပဲလှုပ်ပန်းဖြေလာခြင်း metaverse အပြင်လောကမှာခရီးသွားစရာမလိုပဲနဲ့ VR မျက်မှန်တက်ရုံနဲ့ကမ္ဘာတစ်ဖက်ခြမ်းကတကယ်ချင်းနေတဲ့စုံတာရုံတက်တာဈေးဝယ်တာတွေကိုအိမ်ထဲမှာနေအစစ်မှန်တိုင်းခန်းစားလာရမှာပါအပြင်လောကထက် digital လောကမှာအချိန်ပိုပေးလာကြပါလိမ့်မယ်အာကာသခရီးသွားလာရေးနံပါတ်4ပါအင်္ဂါဂြိုဟ် Mars ပေါ်မှာလူသားတွေအခြေချဖို့ကြိုးစားနေတာအိမ်မက်တွေမဟုတ်တော့ပါဘူးနောက်ပိုင်းမှာတမန်လူချမ်းသာတွေကလကဘာဒါမှမဟုတ်အာကာသတွေကိုအပျော်ခီးစဉ်တွေတွာလာနိုင်တဲ့ခေတ်ကိုရောက်လာမှာနံပါတ်5အလိုလျောက်စနစ်များဖြစ်ပါတယ်လမ်းမပေါ်မှာမောင်းသူမဲ့စနစ်တွေ self driving car တွေကပုံမှန်ဖြစ်လာပြီးအိမ်လုံးတွေကိုလည်းအစမြင့်စရုပ်တွေကပဲတာဝန်ယူသွားပါလိမ့်မယ်အလုပ်ကိုင်တွေကတော့ကျွမ်းကျင်မှုထက်ဖန်တီးမှု creativity ကိုပဲအဓိကအားကိုးရတဲ့အလုပ်တွေပဲကျန်ရှိတော့မှာပါဆောင်းတီးကြည့်ပြီးအတွက်အားလုံးကျေးဇူးတင်ပါတယ်နောက်ထပ်စိတ်ဝင်စားစရာကောင်းတဲ့ဗီဒီယိုလေးထပ်ပြီးတော့တင်ပေးသွားပါဦးမယ်